ရှင်မုံချုပ်တဲ့အခါမှာအဓိက point 3 point ပေါ့နော်ဒီအချက်3ချက်ကိုသိတာနဲ့ခြေတို့ရင်ပုံးချုပ်တဲ့အခါမှာတော်တော်အဆင်ပြေတယ်။ခြေကဂျိုင်းနေရာကို0.2 နှစ်စိတ်လောက်စားထုတ်မယ်။အနာလေးကလည်းအနည်းငယ်ဖောင်းတက်လို့ပေါ့နော်စားမယ်။ပြီးရင်ရင်ထိတ်မြင်းရနေပြီးတော့ဒီအဖုံးချမ်းကို0.2စားမယ်။သူလည်းနှစ်စိတ်ပဲစားမယ်။အများကြီးမစားနဲ့နော်။အများကြီးစားလိုက်လို့ရှိရင်တိုးတက်သွားလိုက်မယ်အဖုံးချမ်းကလေ။အဲဒါကြောင့်မို့နှစ်စိတ်လောက်လေးပဲစားလိုက်မယ်။ဒါပေမဲ့ဆိုချုပ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကွာရင်နေရာမှာဖောင်းဖောင်းဟဟကြီးဖြစ်နေမှာကြောင့်လို့ချိန်ရွာ0.2လောက်စားပေးတာစားထားတဲ့အတွက်ဂျိုင်းနေရာကို0.2စားထားတဲ့အတွက်ညှက်ပြီးတော့တစ်ခုပေါ်တစ်ခုထပ်မယ်တိတ်လေးနဲ့ပြန်ကတ်မယ်ပေါ့နော်အဲ့လိုပဲအရှိမှလည်းရင်မြင်းမှလည်းရင်ထိတ်မြင်းရနေပြီးတော့0.2စားထားတာကိုလည်းကကြည့်နဲ့တောင်းမယ်တောက်ပြီးတော့တစ်ခုပေါ်တစ်ခုထပ်အဲဆို2 point ရှိသွားပြီဂျိုင်းနေရာမှာတစ်ခုရင်နေရာမှာတစ်ခုပေါ့နော်စာထပ်လိုက်တဲ့အတွက်အပေါ်နဲ့အောက်နဲ့မညီတော့မြင်းနေတာအဲဒါကြောင့်မို့ညီအောင်လို့ပြန်ညှိပေးမယ်ကုန်ပြန်ညှိတော့မညှိလို့ရှိရင်မညီတော့ဘူးညှက်တင်လို့ရှိရင်အပေါ်နဲ့အောက်နဲ့လွယ်မလှလည်းမလှအောင်အဲဆိုရင်ပုံမြင်းနဲ့အဲ့လိုပဲပြန်ညှိပါမယ်အပေါ်မြင်းနဲ့အောက်မြင်းတော့တစ်ဆက်တည်းဖြစ်အောင်မြင်းပြောက်ဖြစ်အောင်ပြန်ဆွဲမယ်ရင်ပုံမြင်းတစ်ချက်ပဲကြံတော့တယ်ဒီအဖုံးချမ်းကလေဒီတိုင်းတဲ့တော့လုံးလို့မရအောင်ကိုကတဲ့တိုင်းပုံစံတိုင်းချုပ်မယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့ဝတ်လိုက်တဲ့အခါမှာဆိုရင်လေစောင်းစောင်းဖြစ်သွားအဲ့လာကြောင့်မို့ပတန်မှာပဲတခါတည်းဝင်ပြီးတော့အတွင်းကိုရင်ပုံးမြင့်အတွင်းကို1 cm လောက်ဝင်ပြီးတော့စားလိုက်အဲ့ဆိုရင်ပိတ်စပေါ်မှာညှက်ပြီးချုပ်လိုက်တဲ့အခါကျလို့ရှိရင်ပေါ့နော်ကိုယ်ထဲမှာဝတ်ကြည့်လိုက်လို့ရှိရင်တစ်ဖြောက်တည်းဖြစ်သွားအညီဖြစ်သွားဟုတ်လို့ရှိရင်လေဗိုက်စာတွေပါတွေထုတ်ထားတဲ့အတွက်လေအဒဲ့ကြီးတိုင်းပတန်မှာသွားဆွဲလိုက်ညှက်ပြီးချုပ်လိုက်လို့ရှိရင်ဒဲ့မဟုတ်ဘဲနဲ့ဆောင်းတောင်းတောင်းဖြစ်နေငါချုပ်ဆွဲထားတာပဲမှားနေတာအမှန်မှားတာမဟုတ်ဘူးတိလားဗိုက်စာတွေပါတွေထုတ်ထားတော့လေရင်ပုံးကလေတဲ့တိုင်းမထွက်တော့ဘဲနဲ့ဆောင်းတောင်းတောင်းဖြစ်သွားတာအားကြောင့်မို့ပတန်မှာတစ်ခါတည်း1 cm လောက်ဝင်ပြီးတော့စားထားပေးမယ်ဝစ်လိုက်ရင်အဆင်ပြေကွက်တီပဲတဲ့အတိုင်းပဲအကုန်လုံးညှက်ထုံမယ်နော်ရှေ့ချမ်းဆိုတော့ရှေ့ချမ်းပတ်တက်ပြန်ယူမယ်အကုန်ပြန်ညှက်မယ်ဆိုတော့ပြီးသွားပြီ3 byte နော်ဂျိုင်းနေရာမှာလည်း0.2ဖုံးရင်ထဲကနေပြီးတော့လည်းရင်ဖုံးကြောင်0.2စားတယ်ပြီးလို့ရှိရင်1 cm ဝင်ပြီးစားတယ်ဒီအချက်3ချက်ပဲအရေးကြီးတာ